မအန်ဒီကင်းမွန်လားရေဘဝဲလားကနန်းလားအန်ဒီကဘာကိစ္စထထကိုလာပြီးတော့ဝေးပန်းနေရလဲအမကတော့ခေါ်သွားပါမယ်ကိုကတော့ခေါ်မသွားချင်ပါဘူးဒီတော့ညီမကနောက်တစ်ဆင့်ကိုတက်ရမှာလားမတက်ရဘူးလားယင်ဒါပေမဲ့ဒါပြိုင်ပွဲလीနော်ပြိုင်ပွဲဖြစ်တဲ့အတွက်သူသတ်မှတ်ထားတဲ့အရေးချင်းနဲ့ကိုက်ညီမှသာအဆင်ပြေမယ်ညီလေးကဘာလို့ဒီဖက်အပေါ်သားကြီးစီးလာတာလဲအကိုတို့ဆိုတာမန်ပေါ့ပေါ့ပါစီတီမတ်တို့ဈေးဝယ်ထွက် shopping ထွက်တာလောက်ပဲဝတ်တာသမီးကမျက်နှာသေးပါတယ်34 24 36အလှပအရက်အမြင့်က9ပြီ6ကြွကြွရွလမ်းတို့ရှောက်ယူလိုငါမှာကတမီဘာမှလုံမနေနဲ့တော့ဒီဘွားကိုလေလက်မြောက်အရှုံးပေးပြီးတော့တေးလိုက်တာပဲအေးပါမယ်အားလုံးပဲမင်္ဂလာပါခင်ဗျာမီနီ Dream World ချင်းဆိုပြိုင်ပွဲကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်အခုဆိုရင်တော့ပြိုင်ပွဲဝင်တွေရဲ့အတန်းတွေကိုအကဲဖြတ်ပေးဖို့အတွက်ဒိုင်လူကြီးတွေအားလုံးအဆင်သင့်ဖြစ်နေကြပါပြီခင်ဗျာမင်္ဂလာပါညီမလေးဟုတ်ဂျိုင်လူကြီးများအားလုံးပဲမင်္ဂလာပါရှင်ဟုတ်ပါပြီညီမလေးကဒီနေ့ဘာသချင်းလေးနဲ့တီးဆူဖြော်ပြီးမှလဲဟုတ်သမီးဒီနေ့ဆိုပြမယ့်တခြင်းလေးကသမီးကိုယ်တိုင်ရေးထားတဲ့တခြင်းလေးဖြစ်ပါတယ်အော်တော်လိုက်တာညီမလေးကအသက်ငယ်ငယ်လေးနဲ့ကိုယ်တိုင်သချင်းရေးတတ်တာလားဟုတ်ကဲ့ရေးတတ်ပါတယ်ရှင်သမီးကိုယ်တိုင်ရေးထားတဲ့တခြင်းတွေနဲ့လည်းတခြင်းအဖန်တစ်ခုလည်းထွက်ထားပါတယ်ကြည်စမ်းဒီသက်ရွယ်လေးနဲ့ကိုယ်ပိုင်သချင်းတွေရေးပြီးအခွေတော်ထုတ်ထားရလားတော်လိုက်တာကွယ်အချို့တွေဆိုဒီလောကထဲမှာကျင်လည်နေတာပဲအနည်း20ကျော်နေပြီအခုဒီ copy တွေဆိုနေတော့ copy ဆိုတာတော့မပေါက်တော့ခန္ဓာကိုယ်ပြစားတဲ့တခြင်း MTV ထုတ်ပြီးလူကြည့်အောင်လှုပ်ရှာတော့လေဒီတော့သမီးလေးကဒီနေ့အန်တီတို့ကိုဘာတချင်းများဆိုပြမှာလဲကွယ်ဟုတ်သမီးဆိုပြမယ့်တခြင်းလေးရဲ့နာမည်ကတော့သမီးရဲ့တနေ့တာပဲဖြစ်ပါတယ်ဒီတခြင်းလေးကိုလည်းသမီးကိုယ်တိုင်ပဲရေးထားတာဖြစ်ပါတယ်ဟုတ်ပါပြီညီမလေးအစင်းသစ်ဖြစ်ရင်အကိုတို့နားထောင်မယ်နော်မနမောလေးနာနဲ့သမီးကမျက်နှာသေးပါတယ်ပြီးရင်သွားတိုက်တယ်မနဲ့ဆာစားတယ်ဒါပြီးရင်ကြောင်းခွန်သွားပါတယ်ကြောင်းရောက်ရင်စာကြိုးစားတယ်ဆရာမကြီးစကားကိုနားထောင်နေတငယ်ချင်းနေနဲ့ကန်စားတယ်အကျဉ်းတော့တယ်မဟုတ်စားတယ်ပြီးတော့ရပြီညီမလေးရပြီနော်ဒီလောက်ဆိုအကိုတို့အကဲဖြတ်လို့ရပြီဟုတ်ကဲ့ပါရှင့်ညီမလေးရဲ့အတန်းနဲ့ပတ်သက်ပြီးအကိုမြင်ဝေဖန်ရမယ်ဆိုရင်တော့ဒီလောက်အနေထားကတော့အကိုတို့မီနီ Dream World ကလိုချင်နေတဲ့အနေထားမျိုးတော့မဟုတ်သေးဘူးပေါ့လေဒီတော့အကိုကတော့ခေါ်သွားပေးဖို့အဆင်မပြေသေးပါဘူးနော်ဟုတ်ကဲ့ပါရှင့်အန်တီမြင်ရတော့လေသမီးလေးကအသက်လေးကလည်းငယ်ငယ်လေးရှိသေးတယ်အန်တီမူရင်အန်တီသမီးအရွယ်လေးဆိုတော့သားသမီးချင်းကိုချင်းစားပါတယ်ဒီရွယ်လေးတွေဆိုတာကအန်တီတို့အနေနဲ့လည်းပြုပြင်ထိန်းသိမ်းပေးရမယ်တာဝန်ရှိတယ်လေဟုတ်တယ်မလားဟုတ်ကဲ့အန်တီဒီတော့အန်တီအနေနဲ့သမီးရဲ့အတန်ကိုသုံးသပ်ရမယ်ဆိုရင်တော့လေကိုသမီးအရွယ်လေးဆိုတော့နင်းနေနာလည်းအန်တီကမပြောချင်ဘူးကွယ်သိရမလားဒီလိုအတန်ထားနဲ့ကတော့သမီးကလုံးဝပါရမီမပါတာပေါ့နော်ဖြစ်နိုင်ရင်လေဒီလောကကနေကိုသမီးထွက်တင်တယ်ပေါ့နော်နောက်ထပ်လည်းသမီးလေးဘယ်တော့မှမစိုးပါနဲ့တော့ကွယ်ဒီသချင်းတွေကိုထပ်ဆိုနေမဲ့အစားသမီးတနေရာမှာတွားတည်တင်တယ်ပေါ့နော်အန်တီကစေတနာနဲ့ပြောတာပါသမီးကသချင်းဆိုတာပါရမီမပါပေမဲ့ရုပ်ကြတော့လဲကြည်အောင်ခွေးကြွေးလို့ဝမ်းမစားတဲ့ရုပ်ဆိုတော့သမီးဘာမှလုံမနေနဲ့တော့ဒီဘွားကိုလေလက်မြောက်အရှုံးပေးပြီးတော့တေးလိုက်တာပဲအေးပါမယ်အန်တီကစေတနာနဲ့အကြံပေးတာနော်တနေ့တော့လဲအန်တီရဲ့စေတနာတွေသမီးနားလေလာမှာပါကွယ်အန်ဒီအဲ့ဒါတော့နည်းနည်းများသွားတယ်များသွားလားနည်းနည်းများသွားပြီအန်ဒီနည်းနည်းမဟုတ်ဘူးတော်တော်များသွားတာအေးပါအဲ့ဒါဆိုလဲသမီးလေးကိုခေါ်သွားဖို့တော့အဆင်မပြေသေးပါဘူးကွယ်ညီမလေးရဲ့မမအမြင်မှာလဲညီမလေးထပ်ပြီးတော့စူးစမ်းဖို့လိုသေးရဲ့ပေါ့နော်ဒီတော့ဒီတစ်ခေါက်တော့မခေါ်သွားသေးဘူးနော်နောက်တစ်ခေါက်ထပ်ပြီးတော့စူးစမ်းပေးပါဦးနော်ကျေးဇူးတင်ပါတယ်သမီးတို့တိုင်းနေရရက်ဆက်တယ်ကဲပရိသတ်ကြီးတို့ရေကျွန်တော်တို့မီနီ Dream World ရဲ့ဒိုင်လူကြီးတွေကတော့ကောင်းတဲ့သူကိုကောင်းတယ်လို့ချီးကျူးကြသလိုမျိုးအစင်မပြေရင်လည်းမပြေကြအောင်ပွန့်ပွန့်လင်းလင်းကြောသားရင်သားမခွဲကြပဲဝေဖန်တတ်ကြပါရခင်ဗျာနင်တို့ဘလို့ကြလုံးမလုံးတွေကိုထိုင်ခေါ်ထားရလဲငါ့ကိုလာပြီးတော့စောင်းပြောနေယောက်ျားကြီးတက်မယ်နဲ့ဘောင်းမှလည်းဖဲပြရင်စိတ်ညစ်စရာမဟုတ်ဘူးလေအမကိုပြောတာမဟုတ်ပါဘူးသူ့ဘာသာတခြားသူကိုပြောရနေမှာပါအမကလေဟဲ့
ငါနဲ့ဘေးကရိုက်မှနေပြီးတော့ငါမပြောလို့ဘာသူပြောမလဲနင်တို့သတိထားပြီနော်နောက်တစ်ခါငါလာထီလို့ကတော့ငြိမ်နေမှာမဟုတ်ဘူးနော်ပွဲမှာပြတ်သွားမယ်နားလေလား ဟဲပြောစရာလားသူ့ကိုအားရသူ့ဘာသာအိုးမလုံးအောင်ပွင့်နေမှာပေါ့ကိုရီးယားအနေသားကြီးဒါပေမဲ့လည်းဗျာအကိုတို့ကအလုပ်တူတူလုပ်နေရပဲဆိုတော့အပြောဆိုလေးတော့နည်းနည်းသတိထားပေးပေါ့ဗျာနော်အေးပါဟဲ့သတိထားပေးလိုက်ပါမယ်အစ်စ်မတွေများတိတ်ကိုပြည့်ထားတယ်တကယ်ပဲသူ့ဘာသာအော်ကိုမလော်ကုန်းအော်ကုန်းပေါ်ကွင့်နေတာဦးများဟဲ့ 34 24 36အလှပအရက်မြင့်က9ပြီ6ကြွကြွရွလမ်းတွေရှောက်ယူလိုငါမာကဖနက်အမြင့်က3လက်မထူသည်ပကုံးထက်မှာ88 Gucci ခြေလုံးသားကဝင်းလက်လို့ဖြူသည်အတွေးထဲမှာ Queen of Beauty ညီလေးအတန်ကတော်တော်လေးချိုရဲတယ်ပါတယ်ပေါ့နော်မစိုးပါဘူးအကိုကတော့ခေါ်သွားချင်ပါတယ် ဟုတ်တယ်အမလည်းအမြင်တူတယ်ပေါ့နော်နည်းနည်းလေးလိုတာလေးတွေတော့ရှိသေးပေမဲ့ရပါတယ်ကိစ္စတော့မရှိပါဘူးမောင်လေးဘက်ကလည်းထပ်ပြီးတော့စူးစမ်းပေါ့လीနော် ဟုတ်ကဲ့ပါဗျာအကောင်ဆုံးကြိုးစားပါမယ်ဗျာ အန်တီပြောချင်တာကတော့လေတားလေးကအတန်လေးလဲကောင်းဆိုတာလေးလဲကောင်းတယ်ပေါ့နော်ဒါပေမဲ့လိုနေရတစ်ခုကတော့တချင်းမိုင်းပေါ့နော်အခုတားလေးဆိုပြတဲ့တချင်းလေးကတော့အခုခေတ်ကလေးတွေကြားမှာခစ်စားနေတဲ့တချင်းလေးပေါ့ကလေးတွေကတော့ကလေးအုံနောက်သေးသေးလေးနဲ့တော့ကြိုက်ကြတာပေါ့နော်အန်တီတို့လိုလူကြီးပိုင်းကြတော့လေညံရလဲပုံမြင့်တော့သိရမလားဒီလိုပေါ့ပြပြအချက်တချင်းတွေဆိုရင်တိတ်ခံစားလို့မရဘူးလေသိရမလားအန်တီတို့ခေတ်တုန်းကတချင်းတွေဆိုရင်စီနဲ့ရေလိုကွာတာပေါ့နော်ကဲပါဒီလောက်ပါပဲအန်တီအများကြီးလဲမဝေဖန်ချင်ဘူးကွယ်ကလေးတွေကိုသားသမီးတွေလိုပဲစေတနာမေတ္တာနဲ့ထားပါတယ်ကွယ် ။အော်ဟုတ်စေတနာထားလို့တာပဲနော်။ပြောသွားတာရစရာမရှိဘူး ။ဘာပြောလိုက်တာလဲကွယ် ။ဘာမှမဟုတ်ပါဘူးအနီကျေးဇူးပါဗျာ နောက်ထပ်စူးစမ်းပါအောင်နော်ဒီတစ်ခေါက်တော့ခေါ်လို့အဆင်မပြေသေးဘူးနော် ။အော်ဆိုတဲ့နေရာလေးတွေမှာတော့အတန်နဲ့ရိုင်သွားတယ်။ဒါပေမဲ့ဒီလောက်ကတော့ခွင့်လွှတ်ပေးလို့ရပါတယ်။နောက်အဆင့်တွေမှာထပ်ကြိုးစားပေးပါ ။လုံးဝမဖြစ်နိုင်ပါဘူး။လက်လျှော့အရှုံးပေးပြီးတော့တေးလိုက်ပါတော့ကွယ်။အန်တီကစေတနာနဲ့ပြောတာပါ Yes နောက်တစ်ဆင့်မှာထပ်တွေ့ကြမယ်နော် ။အကိုကတော့ညီလေးကိုခေါ်သွားဖို့အဆင်မပြေသေးပါဘူး။ထပ်ကြိုးစားပါ ။တေးလိုက်တာပဲအေးပါမယ်ကွယ်။လုံးဝပါရမီမပါဘူး။အန်တီစေတနာတွေနားလည်လာမှာပါကွယ် ။ခင်ဗျားတို့တိုင်လူကြီးတွေဘာလို့တချင်းဆိုတာဝေဖန်နေကြတာလဲ။ဒီမှာ producer ကကျွန်တော်တို့ကိုကောနေပြီဗျ။ဟာတချင်းဆိုပြန်ဝင်မလို့တချင်းဆိုတာကိုဝေဖန်တာပေါ့ဟာ။ဘာမှလို့တော့ အေးလေငါတို့သချင်းဆိုတာကိုအကဲဖြစ်ဖို့ခေါ်ထားတာမဟုတ်ဘူးလား တချင်းဆိုပြန်ဝင်မှာတချင်းဆိုတာကိုပဲအကဲဖြတ်နေတယ်ဆိုရင်တော့အကိုတို့တော်တော်ခင်းနှောက်ချနေပြီအခုခေတ်ဘဲတချင်းဆိုပြန်ဝင်မှာတချင်းဆိုတာကိုပဲအကဲဖြတ်မနေတော့ဘူးဗျနည်းနည်းပါးပါးလေးလေ့လာကြအောင် ဟဲ့တော့သချင်းဆိုပြိုင်ပွဲမလို့သချင်းဆိုတာကိုပဲအကဲဖြတ်တာကိုအပြစ်ကြီးလောက်တာကြလို့ အေးလေဟဲ့တချင်းကိုမဝေဖန်လို့ငါတို့ကဘာဝေဖန်ရမှာလဲအမလီအန်အောဘကမ်ဘောဇတချင်းဆိုတာကိုပဲအကဲဖြတ်နေတော့ပြင်းစရာကြီးလေပြီးတော့ဒီ show ကြည့်နေတဲ့သူတွေထဲမှာလည်းတချင်းဆိုတာကိုနားလည်တဲ့သူကအနည်းချင်းမရှိကြမှာနားမလည်တဲ့လူတွေပြင်းပြီးမကြည့်တော့ရင်ဘယ်လိုလုပ်မလဲလူတိုင်းနားလည်မဲ့အကြောင်းတွေပွဲဖြစ်စီမဲ့အရာတွေပဲဝေဖန်ကြပေါ့အော်အဲ့လိုလားပြီးတော့ဒိုင်လူကြီးတွေကစကားပြောတာနည်းနည်းပြောတယ်နော်ဒီတိုင်းဆို show ကြည့်တဲ့လူတွေပြင်းပြီးအိမ်ဟိုက်သွားလိမ့်မယ်အကိုလည်းနည်းနည်းပို့ပြီးတိတိမိမိဝေဖန်ပေးပါအမလည်းအပြောတွေပြောတယ်နော်ပိုချမ်းချမ်းတန်းတန်းလေးဝေဖန်ပေးပါအနီကတော့ရတယ်အနီကတော့ပုံမှန်တိုင်းပဲနေ ။တော်သေးတာပေါ့ကွယ်။အန်တီကြတော့သူတစ်ပားပေါ်မေတ္တာစေတနာပဲထားတတ်တော့လေ။အများကြီးထိခိုက်အောင်တော့မပြောတတ်ပါဘူးကွယ်။အဲ့လိုပြောခိုင်းမှတင်လို့လန့်တော့လန့်သွားတယ် ။အော်အင်းမအနီရဲ့ရတယ်အဆင်ပြေတယ်နော်ဒီတိုင်းလေးပဲပြောနော် ကဲပါအဲ့လိုဆိုတော့ငါတို့လည်းဒီ show အတွက်ပတ်စံယူထားတာဆိုတော့ show ကိုကြည့်ရတဲ့သူများအောင်လုပ်ပေးဖို့ငါတို့မှလည်းတာဝန်ရှိပါတယ်စိတ်ချအခုကနေစပြီးတော့ဆိုင်ဆိုင်မဆိုင်ဆိုင်အကုန်လုံးဝေဖန်ပေးမယ်ရပြီလား ။ဟုတ်တယ်အခုပွဲပြန်စားတာနဲ့လှုပ်ပေးမယ်ဟုတ်ပြီလား ဘာသချင်းလေးနဲ့ဖြောပြမလဲနော် ။ဟုတ်ကဲ့ကျေးဇူးပါကွယ်ဆိုတဲ့တခြင်းလေးဆိုပြပါမယ်။ဘာကြောင့်ရဲ့မမျော်လင့်မဲ့ကိုဟာမင်းနဲ့မတွေ့ဆုံခဲ့လာခြင်းဖို့အတွက်ပြည့်ပြည့်စုံနဲ့ခံချမရထားကြီးဝဲဘူရမရဲ့ခီးတဲ့ညီလေးဆိုသွားတာလေးကိုအကိုအနေနဲ့သုံးသပ်ရမယ်ဆိုရင်ညီလေးကဘာလို့ဒီဖနက်အပေါ်သားကြီးစီးလာတာလဲအင်ကြီးကလည်းရိုးရိုးတီရှပ်အစုပ်ကြီးဒါမျိုးကြဒီလိုပြိုင်ပွဲမျိုးကိုဝင့်မလာသင်ဘူးကွာတိလားမီနီထွင်းဝေါကိုအလေးမထားကြတာပေါ့ဒီဝစားမျိုးဆိုတာအကိုတို့ဆိုတာမန်ပေါ့ပပါစီတီမတ်တို့ဈေးဝယ်အတွက် shopping ထွက်တာလောက်ပဲဝတ်တာ fashion ဆိုတာအရေးကြီးတယ်ညီလေးရဲ့အကိုဆိုဘယ်ပွဲတက်တက် fashion ကိုအမြဲဂရုစိုက်ဦးစားပေးဝတ်ဖြစ်တယ် အဲ့ဒါတော့ဟုတ်တယ်မောင်လေး तू ကလေ fashion mind ဆိုတိတ်ကိုဂရုစိုက်တာအမားတို့လိုမိန်းမအစ်စ်တွေတောင်သူ့လောက်ဂရုမစိုက်နိုင်ဘူးကြည့်ပါလားခေါင်းမှလည်းဖဲပြားတွေပါနေနဲ့ ဟုတ်ဟိုလေကျွန်တော်ကြတော့တချင်းဆိုပြန်ပွဲဆိုတော့တချင်းလေးပဲလေ့ကျင့်လာတာပါဝစားပိုင်းကလည်းကျွန်တော်တို့အိမ်ကဆင်းရဲတော့အကောင်းစားတွေလည်းဝယ်မွေးနိုင်လို့ပါခင်ဗျာ ။ဟဲ
ပြရလေသားလေးရဲ့တနာလိုက်တာအန်ဒီသားဆိုသားရွယ်လေးပဲသူမဝစ်တော့တဲ့ဝစ်စားလေးတွေပေးအောင်မယ်ဝစ်ပေးသားဆိုပေမဲ့လည်းအဟောင်းနေမဟုတ်ဘူးနော်တတတခါနှခါပဲဝစ်တာအဲ့ထက်ပိုမွေးဘူးလေအင်ကြီးတွေဆိုပုံးညာပဲအိမ်မှာတတဝစ်ရင်လည်းအပေါ်စားတွေဆိုမဝစ်ဘူးနာမည်ကြီး branded တွေပဲဝစ်တာတစုံ330ကျော်ကနေ300ကျော်ရှိတယ်အဲ့ဒါတော့မှတခါနှခါပဲဝစ်တာအန်တီတို့ကလည်းချမ်းသာတော့ဝယ်ပေးနိုင်တာပေါ့ကွယ်တာမိဘတွေဆိုရင်တော့ဒါမျိုးဘယ်ဝယ်ပေးနိုင်ပါမလဲနော်လူတွေလည်းခက်တယ်အလုံးမသေးချာမလုပ်ကြတာအလုံးလက်ကြောမတင်တော့ဆင်းရဲတာပေါ့တနာလိုက်တာသားလေးကိုလေအန်တီတတနဲ့ရှင်တော့သားလေးအဆင်ကမြေမုံတော့တော့မရှိဘူးပေါ့သားလေးမိဘတွေကလည်းအဆင်မရှိအန်တီကိုဘာလို့စိုက်ကြည့်နေကြရလဲအန်တီပြောတာနည်းနည်းများသွားပြန်ပြီလား နည်းနည်းဆိုတာထက်တော်တော်ကိုလွန်သွားတာအန်တီ ဟုတ်တယ်အန်ဒီတော်တော်များသွားတယ် ဟဲအေးပါသားလေးရဲ့ဒါဆိုလည်းဒီလောက်ပါပဲကွယ်အန်တီကသားသမီးကြီးကိုချင်းစာလို့စေတနာနဲ့ပြောတာနော် နောက်တစ်ယောက်လာလို့ရပါပြီ မင်းရဲ့ရင်နဲ့ရှစ်သားနေနဲ့မိနိုင်ငံရဲ့ဒီချစ်စလန်ကိုရှေ့စဖို့တန်နေစူးစမ်းနေနေ ဟုတ်ပါပြီညီမလေးအတန်လေးကဒီတချင်းလေးနဲ့တော်တော်လေးကိုလိုက်ဖက်ပါတယ်မစိုးပါဘူးအမကတော့ခေါ်သွားပါမယ် ဟုတ်ကဲ့ပါရှင် အကိုကတော့ခေါ်မသွားချင်ပါဘူးနော် ရှင်ဟုတ် ဟဲဘာလို့လဲဒီညီမလေးကအဆင်ပြေပါတယ် အကိုရဲ့အတွေ့အကြုံရဆိုရင်တော့ညီမလေးကဒီတချင်းနဲ့ညီမအတန်နဲ့လိုက်နေလို့သာအဆင်ပြေနေတာခြားချင်းတွေနဲ့ဆိုရင်အဆင်ပြေမှမထင်ဘူးအကိုကတော့ခေါ်မသွားပါဘူးကွယ် အဲ့လိုတော့လည်းမဟုတ်ဘူးလေနောက်ပိုင်းနေမှာဒါတွေကပြန်နေရတာပဲဟုတ်အမကတော့ခေါ်ချင်တယ် အဟုတ်ဒီတော့ညီမကနောက်တစ်ဆင့်ကိုတက်ရမှာလားမတက်ရဘူးလားယင် ဒါပေမဲ့ဒါပြိုင်ပွဲလीနော်ပြိုင်ပွဲဖြစ်တဲ့အတွက်သူသတ်မှတ်ထားတဲ့အရေးချင်းနဲ့ကိုက်ညီမှသာအဆင်ပြေမယ်အကိုတို့လိုအနေထားတစ်ခုဖြတ်တန်းလာခဲ့ရတဲ့လူတွေအနေနဲ့တော့ဒီလူအဆင်ပြေလားမပြေလားကြည်တာနဲ့တန်းသိတယ်အချို့တွေလိုခန္ဓာကိုယ်ပြစားပြီးအဆိုးတော်ရန်ရောင်ဘာရန်ရောင်တွေထက်တော့အကိုတို့ကအများကြီးပိုသိတယ်ပေါ့နော် ဟဲ့ကောင်မ ဘာနင်ငါ့ကိုဘယ်လိုခေါ်လိုက်တယ် ကောင်မလို့ခေါ်လိုက်တာလေကောင်မနေကမသိရင်ယောက်ျားကြီးလို့ဘာလို့နဲ့စွတ်ကြားနေပြီးတော့နေရဲ့အတွေ့အစိတ်ကတကယ်ကိုမိမ့်မလို့မိမ့်မရနဲ့ပွဲစားကလေးကငါ့ကိုပဲတစ်ဖက်သက်လိုက်ပြီးတော့စောင်းပြောင်းပြောနေတာနေမရှက်ဘူးလားကောင်မရဲ့ငိန်ခံနေလို့အကောင်းမှတ်မနေနဲ့ပေါင်နှစ်ချမ်းဆွဲပြစ်ပစ်လိုက်မယ်အပုံမ အောင်မနင်ကများရေရဆဆငါကပဲနင့်ကိုစောင်းပြောင်းပြောရတယ်ဖြစ်သေးဟဲ့ဟုတ်ရင်နာမှန်ရင်နာငါကဘသူ့ကိုမှစောင်းပြောစရာအကြောင်းမရှိဘူးနော်ငါဘာသာပုံးယုံမကားလို့ပွင့်နှင်ချောင်းပါလဲဖော်လော်မော်မရဲ့ငါတို့ကဂီတလမ်းကြောင်းမှာတက်တက်မတ်မတ်ရှောက်ခဲ့တာတစ်ကနေစပြီးတဆင်ချင်းစူးစမ်းခဲ့တာနင့်လို့ဟိုလူချူစားဒီလူချူစားပြီးရလာတဲ့ပတ်စံနဲ့စီးပြီးထုတ်ပြီးစွတ်ဆိုတော့ဖြစ်လာတာမဟုတ်ဘူးဖော်လော်မော်မရဲ့ ဘာပြောရဲပုံမနေနာတချင်းခွေတစ်ခါထုတ်ရင်တငယ်တွေထက်ရိုက်ပြီးတော့ပျော့ပါနေတာမသိရင်လူကြားထဲမှာယောက်ျားအစ်စ်ကြီးလို့ဘာလို့နဲ့အတွင်းစိတ်ကတော့ပုတ်ပွားနေတဲ့အပုံးအုံပါကြီး လောက်ကြပါအောင်ဟဲ့ဆွဲကြပါအောင်ဟဲ့ဒီမှာတက်ကုန်ကြပြီလို့ ကဲအသက်တွေလည်းငယ်ကြတော့တာမဟုတ်ပါဘူးဗျာကျေးဇူးပြုပြီးလူကြီးဆန်မိကြပါကျွန်တော်တို့လုပ်လေးတော့တေချာလေးလုပ်ပေးပါနော်ဒီရှိုးလေးတော့ပြီးအောင်ရိုက်ပြရစီနောက်မှကိုပြဿနာတွေကိုဆက်ရှင်းကြပါနော် ဟဲ့မိမပါစက်နဲ့အပုံးမဟုတ်တာပြောထား အောင်မငါလောဝါစာထမီးကျင်သေးလို့လားဖော်လော်မော်မ ကဲတော်ကြပါတော့ဗျာရှိုးလေးရိုက်ပြီးတဲ့အထိတီးခံပေးကြပါနော် အန်ဒီရင်းနေတော့တုံပါတယ်ကွယ်အချင်းချင်းတွေပဲအဲ့လောက်ကြီးတော့ရံမဖြစ်ကြပါနဲ့ကွယ်စိတ်လျှော့ကြပါ ကဲပြန်စမယ်ဗျာရံပြစ်ထားမှမသိတာအောင်မျက်နှာလေးတွေတော့ပြုံးပေးထားနော် ဘာတချင်းလေးအန်ဒီတို့ကိုစိုးပြမှာလဲကွယ် ထားသခင်မှာဒီနေ့ထထားဆိုပြမယ့်သချင်းလေးကတော့ Trainer ဘူရဲ့ Hollywood ပဲဖြစ်ပါတယ်ကျိုးစိတ်ကူလေးထဲမှာရင်နဲ့တိုင်းလင်းရင်ကြည့်စီလို့သွားမယ် Hold away စိတ်ကမှလေးလို့ရင်ခုန်နေလောကပိတ်မှန်းတဲ့ဟာအဲ့ဒီမှာရှိငါသွားမယ် Hollywood Hollywood ရပါပြီကွယ်သမီးဆိုသွားတာလေးကိုအန်ဒီအနေနဲ့သုံးသပ်ရမယ်ဆိုရင်တော့သမီးလေးဆိုသွားတဲ့ Hollywood ဆိုတာကလေတကယ်တော့ကယ်လီဖိုးနီးယားမှာရှိတဲ့နိုင်ငံရဲ့ခြားဖြစ်ပါတယ်ကွယ်ဒီလိုနိုင်ငံကိုသွားကျင်တယ်ဆိုတာမျိုးကိုတော့မြန်မာပြည်သားတယောက်အနေနဲ့ဒီမြေကြီးမှာနေဒီလိုတချင်းမျိုးကိုမစိုးသင့်ပါဘူးကွယ်သူများနိုင်ငံကိုအထင်ကြီးနေတယ်လို့ဖြစ်ပါတယ်လုံးဝမစိုးသင့်တဲ့တချင်းပါပဲကွယ် ဒီမအန်ဒီကင်းမွန်လားရေပွဲလားကနန်းလားအန်ဒီကဘာကိစ္စထထကိုလာပြီးတော့ဝေးပန်းနေရလဲတချင်းကိုနားထောင်လေပြီးတော့တချင်းဆိုပြိုင်ပွဲလာပြိုင်တာအတန်အောင်ပဲအန်ဒီဝေဖန်ဝင်းရှိတယ်ကြံတဲ့မဆိုင်တာတွေကိုဘာမှဝင်ပြီးတော့ဆွတ်ပတ်ပိုင်ဝင်မရှိဘူး အမလေးငါကနေ့ထက်အတွေ့အကြုံရောအသက်အရွယ်ရောပိုကြီးတဲ့လူကြီးဟဲ့လူကြီးကစေတနာနဲ့အကြံပေးတာကိုတခုံးမကန်ပြန်ပြောနေရတာတော်တော်ရိုင်းဆိုင်တဲ့ကလေးပဲကွယ်မင်းမိဘကမင်းကိုမစုံမဘူးလားဘယ်ဥကပေါက်လာတာလဲ
အန်ဒီတို့လူကြီးတွေကလေလူငယ်တွေကိုပြောချင်တာပြောတယ်ရစရာမရှိအောင်ချိုးချိုးဖက်ဖက်ပြောရရင်တော့အကောင်လူငယ်တွေကတကုန်းလောက်ပြန်ပြီးတော့ထောက်ပြလိုက်တာနဲ့ရိုင်းဆိုင်နိုင်တွေဖြစ်သွားရောအန်ဒီတို့ကလေအသက်သားကြီးတာအချိန်ရမစေးဘူးကုကုကိုရောသိရလားအသက်ပဲကြီးလာတာအုံနောက်ကပါမလာဘူး အောင်မလူလေးကလက်တောက်လောက်လေးနဲ့ငါ့အများကက်ကက်လန်ရန်တွေ့နေတယ်ငါ့ဘဝမှာမတွေ့ဘူးပါဘူးဟဲ့ဒီလောက်ရိုင်းဆိုင်တဲ့ဟာမျိုးငါလက်ဝါးနဲ့တော့တွေ့ရမယ်နော် အော်အန်တီမှာပဲလက်ပါတာမဟုတ်ဘူးကျမမှလည်းလက်ပါတယ်လာထီရဲ့အထီကြီးလေထားသခင်နဲ့ဘယ်သူမှမကြောက်လို့ဒီလိုနေရာမျိုးမှာတယောက်တည်းလာပြီးလှပြိုင်တာ အော်လီမပေါ်လိုမောင်မ ကျော်လကြီးအပေါင်းမသေးစမ်း ပြီးတော့လေနင်တို့နှစ်ယောက်ကိုလည်းကြုံတော့ပြောလိုက်အောင်မယ်တယောက်ကအချောက်တယောက်ကချူစားတဲ့လူနင်တို့လည်းဘဝကိုအရှုံးပေးပြီးတော့တေးလိုက်တာပဲအေးပါတယ်ဟဲ့ငါစေတနာနဲ့ပြောတာကြားလား အာရေးတဲ့ဒီတောက်ဖွားကြီးကတစ်မျိုးချဟာသူ့ဘာချ ဟုတ်တယ်အဲ့ဒီဖွားကြီးပါလို့နေရာတကောင်လေးဝပါတယ် ဟာရမ်းမိုက်တယ်ဗျာကြည့်ပါဦးကျွန်တော်တို့ show ကြည့်တဲ့လူအများကြီးပဲဒီနေ့အတွက်လူကြည့်အများဆုံး show ဖြစ်သွားပြီဗျာအားလုံးတော်ကြတယ်ဗျာကျွန်တော်ခိုင်းလည်းအများကြီးရခဲ့လို့နောက်ထပ်တစ်ပွဲမှာထပ်စီစဉ်နေပြီတဲ့ producer ကပြောခိုင်းလိုက်တယ်ဗျာအဲ့ဒါနောက်တစ်ပွဲကိုလည်းဒိုင်လူကြီးတွေဒီလူတွေပဲနောက်ထပ်တစ်ပွဲထပ်လုပ်မယ်တဲ့မှတ်ရလား တိတ်ဆန်း